မင်္ဂလာပါရှင် channel 1ကနေကြိုဆိုပါရှင်ဒီနေ့လာမယ်ပွဲစဉ်တွေအောင် map analysis နဲ့အတူစေရန် combo slate အတွက်ပြင်တော်မဲ့ tip တွေကိုတပွဲချင်းစီတင်ဆက်ပေးပါပါမယ်ရှင်အရင်ဆုံးနျူကာဆယ်နဲ့ Chelsea မှာနျူကာဆယ်ကအင်္ဂလိပ်မှာကစားရင်ပွဲစဉ်ပြင်းထန်ထန်နဲ့အစောပိုင်းအချိန်မှာ opponent အသင်းကိုဖိအားပေးတတ်တဲ့အသင်းဖြစ်ပါတယ် Chelsea ဘက်မှာတော့ young player တွေများပေမဲ့ transition play မြန်ပြီးတော့ counter attack အတွက်အန္တရာယ်ရှိပါတယ်ဒါပေမဲ့ defense line မှာအမားတွေမကြာခဏတွေ့ရတတ်တယ်။ဒီပွဲက open game ဖြစ်နိုင်ပြီးတော့ဂိုးအများအပြားမြင်ရနိုင်တဲ့ပွဲစဉ်တစ်ခုပါ။ဒီပွဲကိုတော့ဂိုးပေါ်ရဲ့ Golden to score ပိုပြီးတော့ကြိုက်တယ်။ဒုတိယပွဲစဉ်အနေနဲ့ဘုံမောက်ကအိမ်ကွင်းမှာ compact ဖြစ်အောင်ကစားနိုင်ပြီးတော့ midfield press ကောင်းတဲ့အသင်းမှာဘန်နီက ball possession ကိုဦးစားပေးပြီးတော့ defensive transition မှာအားနည်းရကြောင်းအပြင်ဘက်က counter attack တွေကိုခံရတတ်ပါတယ်။ဒီပွဲကဂိုးမများလာတဲ့ control ဖြစ်တဲ့ပွဲစဉ်တစ်ခုဖြစ်လာနိုင်ပါတယ်။အခုပွဲစဉ်ကိုဘုံမောက်ကအနိုင်ရဲ့ဂိုးအောက်ရဲ့ကိုပို့ပြီးတော့ကြိုက်တယ်။နောက်ထပ်ပွဲစဉ်အနေနဲ့ Brighton က tactical discipline လုံကောင်းပြီးတော့ ball movement နဲ့ space creation မှာရမ်းကျွမ်းကျင်တဲ့အသင်းဖြစ်ပါတယ်။စန္ဒလိုင်းကကျတော့ energy မြင့်နေနဲ့ top level experience နဲ့အားကြောင့် Brighton လိုအသင်းနဲ့ရင်ဆိုင်ရင် defense line မှာအခက်အခဲတွေ့နိုင်တယ်။ဒီမှာအနေနဲ့ဆိုလို့ရှိရင် Brighton win ကိုပို့ပြီးတော့ကြိုက်တယ်။ပြောဆက်လက်ပြီးအနေနဲ့ဆိုလို့ရှိရင် Man City နဲ့ West Ham မှာ Man City က ball control, build-up play နဲ့ goal conversion အရင်တိကျတဲ့အသင်းပါ။အိမ်ကွင်းမှာဆိုလို့ရှိရင် Matt Dominant ကိုအပြည့်အဝမြင်တွေ့ရပါတယ်။ West Ham က counter attack နဲ့ set piece ကနေပြီးတော့ဂိုးရနိုင်ပေမဲ့ overall quality က Man City နဲ့နှိမ့်တယ်။ပြီးတော့ Man City ပွဲကတခြားရွေးချယ်စရာမရှိဘူးပေါ့နော်။ Man City ဆိုတာနဲ့ဘောလေးပါပဲ။နောက်ဆုံးပွဲစဉ်အနေနဲ့ Wolf နဲ့ Brentford မှာဆိုရင် Wolf က defense ကိုအဓိကထားပြီးတော့ low block နဲ့ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ Brentford က physical play ပြင်းပြီးတော့ set piece situation မှာအနည်းရှိပါတယ်။ဒီပွဲက tap game ဖြစ်နိုင်ပြီးတော့ဂိုးမများလာနိုင်တဲ့ပွဲစဉ်ပါ။ညီမအနေနဲ့ကဂိုးအောက်ကိုပို့ပြီးတော့ကြိုက်တယ်။အဲ့ဒါဆိုရင်ညီမရှိမှရွေးချယ်ပေးခဲ့တာတွေကကြတော့ Newcastle ဂိုးပေါ် Bournemouth ပေါ်ရီ Brighton ပေါ်ရီ Man City ပေါ်ရီ Wolf ဂိုးအောက်ဒီတစ်တွေက analysis ပေါ်အခြေခံပြီးပြောထားတာမျိုးကိုအကြိုက်တူတာလေးရှင်ယူသုံးလို့ရပါတယ်ရှင်။အခုဗီဒီယိုကြိုက်နေကြလို့ရှိရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့။ channel 1ကနေနောက်ထပ် match preview နေတဲ့ tip တွေအပြင်ဘောလုံးကြားကြည့်တွေလည်းလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲ good luck ပါ bye bye